ဖေမြင့်နှလုံးသားအာဟာရကောင်းမွန်ဇလံကျွန်တော်ကိုပိုင်ဆက်သွယ်ရေးကုမ္ပဏီတစ်ခုထူထောင်တော့တယ်လီဖုန်းတက်ဆင်လူသူများရှာဖွေစည်းရုံးပေးမည့်အယောင်သမားတွေလိုလာသည်သို့နှင့်ကျွမ်းကျင်သောအယောင်သမားများအလိုရှိကြောင်းကြော်ညာကအလုတ်လျှောက်လာသူများအားအင်တာဗျူးပြုလုပ်သည်အလုတ်အတွက်ကျွန်တော်ရည်မှန်းထားသည်မှာတယ်လီဖုန်းလုပ်ငန်းဘက်တွင်အတိတ်ကြုံရှိပြီးသောအယောင်သမားမျိုးဖြစ်သည်နယ်မြေဈေးကွက်ကိုသိရမည်ဈေးကွက်တွင်ရရှိနေသည့်ဆက်သွယ်ရေးစနစ်အမျိုးမျိုးအကြောင်းသိရမည်မိမိလုပ်ငန်းကိုကျွမ်းကျင်ပိုင်နိုင်သည့်အသွင်မျိုးရှိပြီးတက်တက်ကြွကြွလောက်ကင်တတ်သူလည်းဖြစ်ရမည်ကျွန်တော်မှာသူတို့ကိုလေ့ကျင့်ပေးနေဖို့အချိန်လည်းမရှိရခန့်လိုက်သည်နှင့်တပြိုင်နက်သူ့အလုပ်သူတန်းလုံနိုင်သူမျိုးရဖို့အရေးကြီးနေသည်အင်တာဗျူးတွေလုပ်နေသည့်တနေ့ကျွန်တော်ရုံငန်းသို့ကောင်းပွိုင်နွားကျောင်းသားတစ်ယောက်ရောက်လာသည်နွားကျောင်းသားဖြစ်ကြောင်းသူ့အဝတ်အစားအဆင့်အပြင်ကိုကြည့်၍ကျွန်တော်သိချင်းဖြစ်သည်ကော်ဂျူရိုင်းဘောင်းမီရှိဝတ်ထားသည်ဂျက်ကက်အင်ဂျီကလည်းကော်ဂျူရိုင်းပဲဖြစ်သည်သို့တော့ဘောင်းမီအယောင်နှင့်တော့တခြားစီရှက်အင်ကြီးလက်တို့ကနှိမ့်ကျဲသည်နှင့်လယ်စည်းကရင်ဘက်အလယ်လောက်ထိပဲရောက်ပြီးလယ်စည်းအထုံးကလက်သီးစုပ်မကရှိနေသည်ပြီးနောက်ခြေထောက်မှာကောင်းမွန်ဖက်နှက်နှင့်ခေါင်းမှာကဘေ့စ်ဘောအုပ်ထုံးနှင့်ကျွန်တော်စိတ်ထဲဘယ်လိုရှိမလဲစာဖတ်သူစဉ်းစားမိပါလိမ့်မည်မှန်သည်ဒီလူကတော့ငါလိုချင်တဲ့လူမျိုးမဟုတ်ဘူးပဲပေါ့သူကကျွန်တော်စပွဲရှိကခုံမှာဝင်ထိုင်ကအုပ်ထုပ်ကိုချွတ်လိုက်ပြီးစကားပြောသည်မစ္စတာကျွန်တော်တယ်လီဖုန်းလုပ်ငန်းမှာကျေးဇူးတင်ပါတယ်ဗျာတဲ့သူ့လေတန်ကကောင်းမွန်လေတန်အဖြစ်ဘစ်စနက်ကိုဘယ်နဲ့ဟုတ်ပဲဆိုသည်ကျွန်တော်အလိုရှိသည်မှာသူ့လိုမျိုးမဟုတ်သည့်အကြောင်းတိတ်လဲရိုင်းရမကြအောင်ဘယ်လိုပြောရပါမလဲကျွန်တော်စဉ်းစားရင်းသူ့နောက်ကျောင်းရာဇဝင်ကိုမေးမြန်းမိသည်သူကအိုကလာဟိုးမာပြည်နယ်တက္ကသိုလ်မှစီးပွားရေးပညာဘွဲ့ရခဲ့သည့်အကြောင်းအဲ့ဒီနောက်တွင်ဘာဒက်စဖီမြို့ရှိနွားခြံတစ်ခုတွင်နွားကျောင်းသားအဖြစ်တနေလွတ်ခဲ့ကြောင်းပြောပြသည်ထို့နောက်အဲ့ဒီအပိုင်းတွေကပြီးသွားပြီဖြစ်ကြောင်းလောလောဆယ်တွင်လုပ်ငန်းတစ်ခုကိုအောင်မြင်အောင်လုပ်ဖို့သူစိတ်အားထက်သန်နေကြောင်းလောက်ကင်ဖို့အခွင့်အရေးရမည်ဆိုရင်သူကျေးဇူးတင်ကြောင်းအလေးအနက်ထပ်မံပြောဆိုသည်အဲ့ဒီနောက်ကျွန်တော်တို့စကားဆက်ပြောဖြစ်သည်သူကအောင်မြင်မှုအကြောင်းနဲ့လောက်ကင်ခွင့်ပေးလေကျေးဇူးတင်မိကြောင်းများကိုပဲထပ်လောင်းပြောဆိုနေရာနောက်ဆုံး၌သူအားသူတောင်းသည့်အတိုင်းအခွင့်အရေးပေးရန်ကျွန်တော်ဆုံးဖြတ်လိုက်ရသည်ဒီနောက်သူ့အားကျွန်တော်သူ့အတွက်2ရက်အချိန်ပေးမိဖြစ်ကြောင်းအဲ့ဒီ2ရက်အတွင်းအသေးစားတယ်လီဖုန်းစနစ်တစ်မျိုးရောင်းချပုံရောင်းချနည်းနဲ့ပတ်သက်၍သူသိသိထိုက်သည့်အရာများမှန်သမျှသင်ကြားပေးမိဖြစ်ပြီး၎င်းနောက်တွင်မူသူတကူတည်းပဲဆက်ရည်လှုပ်ရှားရမည်ဖြစ်ကြောင်းများပြောပြလိုက်သည်ကျွန်တော်စကားဆုံးတော့သူကမေးသည်ဒီလုပ်ငန်းဖြင့်သူဝင်ငွေဘယ်လောက်ရနိုင်မည်ဟုကျွန်တော်ယူဆတယ်လဲဟု၍အခုခမည်းပုံစံရဲ့လောလောဆယ်လုပ်ငန်းဗဟုသုတနေသေးတာရဲ့နဲ့တွက်ပြီးပြောရရင်တော့အလွန်ဆုံးတစ်လမှာဒေါ်လာ1000လောက်ပဲရနိုင်လိမ့်မယ်ထင်တာပဲဟုကျွန်တော်ပြောလိုက်သည်အသေးစားတယ်လီဖုန်းစနစ်တစ်ခုတက်ဆင်ပေးရတိုင်းသူ့အားဒေါ်လာ250ကော်မရှင်ပေးမိဖြစ်ကြောင်းတစ်လတွင်အလားလာရှိသူ100ခန့်သူသွားရောက်တွေ့ဆုံကတယ်လီဖုန်းလေးလုံးမြရောင်းထွက်နိုင်တဲ့ဖြင့်ကော်မရှင်ငွေ1000သူရလိမ့်မည်ဖြစ်ကြောင်းရှင်းပြသည်အလုပ်အတွက်သူ့ကိုလက်ကမပေးဘဲကော်မရှင်ကြီးတက်ဖြင့်သာကျွန်တော်ငှားရလိုက်ခြင်းဖြစ်သည်သူကဒီအစဉ်စဉ်ကိုတိတ်သဘောကျကြောင်းနွားကျောင်းသားအဖြစ်တစ်လလင်ဒေါ်လာ400မျှသာသူအများဆုံးရခဲ့ကြောင်းဒီထက်မကရအောင်စူးစမ်းဖို့သူအသိရှိကြောင်းများပြန်ပြောသည်နောက်နေ့နေ့တွင်တယ်လီဖုန်းလုပ်ငန်းနှင့်ဆက်လင်း၍သိထိုက်သမျှအချက်လက်ကိုသူ့ကောင်းတဲ့သွင်းရသမျှကျွန်တော်ထည့်သွင်းပေးသည်လူကအသက်22နှစ်နွားကျောင်းသားအလုံးမှလွဲ၍ဘာမှမလုပ်ခဲ့ဘူးသည့်အပြင်တယ်လီဖုန်းနှင့်ဆက်လင်း၍၎င်းအယောင်ပညာနှင့်ဆက်လင်း၍၎င်းဘာဘဟုတုဒမျှမရရှိခဲ့သည်ဖြစ်ရာချက်ချင်းလက်ငင်းများများဆဆကြီးတော့သင်ပေး၍မရပြီးတော့သူ့ရုပ်ကတ
တယ်လီဖုန်းများလက်လက်တက်ဆန်ပေးသည်ကိုယ်စလဲယုံမျိုးလဲတစိုးတစည်းမြမပေါက်ခြုံပြောရရင်သူ့ပုံစံကကျွန်တော်လိုချင်မြေအောင်ထားသောကျွန်တော်ကုမ္ပဏီအယောင်သမားရုပ်လက္ခဏာနှင့်တခြားစီဖြစ်သည်သို့သောအရေးကြီးသောအရေးချင်းတစ်ခုတော့သူ့နိုင်ရှိနေသည်ရင်းကအောင်မြင်လိုစိတ်အလွန်အမင်းပြင်းပြထက်သန်နေခြင်းဖြစ်သည်နှစ်ရက်တည်းနဲ့ပြီးစီးသည့်နောက်တွင်ကျွန်တော်ကကောင်းမွန်ဟူ၍ထိုနေ့ကစတင်ခေါ်လိုက်သော၎င်းပုဂ္ဂိုလ်လေးသည်သူ့အတွက်သတ်မှတ်ပေးထားသည့်ရုံးခန်းလေးထဲသွားကစာရွက်တစ်ရွက်မှာအချက်လေးချက်ချရေးသည်1လုပ်ငန်းလောက၌ငါအောင်မြင်ရမည်2တလလင်လူ100ငါတွေ့ဆုံမည်3တလလင်တယ်လီဖုန်းလေးလုံးရောင်းချရစီမည်4တလလင်ဒေါ်လာ1000မုတ်ချရမည်ဒီလိုရေးပြီးနောက်စာရွက်ကိုရုံးခန်းနေရန်ရှိသူအနည်းမျက်နှာချင်းဆိုင်နေရာတွင်ကပ်ကအယောင်ကိုယ်စလဲအလုပ်ကိုစတင်သည်တလပြည့်သည့်အချိန်၌သူရောင်းချတက်ဆင်ပေးသည့်တယ်လီဖုန်းအရည်အတွက်သည်သူကြွေးကြော်ထားတဲ့ကဲ့သို့လေးလုံးမဟုတ်ပထမ10ရက်ထဲမှာပြီး9လုံးတိတိဖြစ်နေသည်ကိုတွေ့ရှိရသည်ထို့အပြင်အလုံးဝင်စဉ်ကတစ်နှစ်လင်ဒေါ်လာ12000ရဖို့မျှော်လင့်ခဲ့သော၎င်းကောင်းပွိုင်သည်တစ်နှစ်ပြည့်ချိန်၌ကော်မရှင်ဒေါ်လာ6000ကျော်မျှရရှိသွားခဲ့သည်3နှစ်ကြာသည့်အခါ၌မူသူကကျွန်တော်ကုမ္ပဏီတစ်ဝက်ကိုပိုင်ဆိုင်လျက်ရှိကြပြီနောက်တစ်နှစ်အကုန်တွင်နောက်ထပ်ကုမ္ပဏီ3ခုပိုင်ဆိုင်ခဲ့သည်အဲ့ဒီကာလလောက်တွင်တော့သူနှင့်ကျွန်တော်လုပ်ငန်းပါတနာအဖြစ်မှခွဲခါခဲ့သည်အဲ့ဒီကာလလောက်တွင်တော့သူနှင့်ကျွန်တော်လုပ်ငန်းပါတနာအဖြစ်မှခွဲခါခဲ့သည်ဒီအချိန်သူကြိုက်သည့်အနက်ရောင်ပစ်ကက်ထရက်ကားကိုဒေါ်လာ3200ပေးပြီးဝယ်စည်းနေပြီဒေါ်လာ600တန်ကောင်းမွန်စတန်ဝစ်စုံတွေဒေါ်လာ900တန်ကောင်းမွန်ဖနက်တွေမြင်းခွာပုံစိန်လက်စွပ်တွေဝယ်ရေးစီရင်နေပြီလုပ်ငန်းလောကထဲတွင်သူတကယ်အောင်မြင်သွားခဲ့ပြီကောင်းပြီကောင်းမွန်အဖေကြောင့်အောင်မြင်ခဲ့ရသည်။သူသည်အလုတ်ကြိုးစားသူတယောက်ဖြစ်ရလောမဟုတ်ရင်းကအထောက်ကူပြုသောအချက်မြတ်လောက်သာချစ်သည်။တို့ဖြစ်လေသူကသူများထက်တိတ်တော်နေရလားဒါလည်းမဟုတ်အလုံးဝင်စားတုန်းကဆိုရင်သူသည်တယ်လီဖုန်းလုပ်ငန်းကိုငကန်းတစ်လုံးမျှတည်သူပဲမဟုတ်ဒါဖြင့်ဘာလဲဘာကြောင့်သူအောင်မြင်ခဲ့သလဲကျွန်တော်ကတော့သူ့မှာအောင်မြင်ရမည်ဟုသောစိတ်သက်ဆွဲမြဲပြင်းထန်နေခြင်းကြောင့်ပဲဟုဆိုခြင်းသည်အသေးစိတ်စီးစီးကြည့်မိဆိုရင်ကောင်းမွန်သည်အောင်မြင်မှုဆိုသောအချက်ကိုပဲအာရုံစိုက်သည်သူဘာလို့ခြင်းသည်ဆိုတာသူသိသည်အဲ့ဒီအရာနောက်ကိုသူလိုက်သည်သူ့မှာတာဝန်ယူတတ်တဲ့စိတ်ရှိသည်သူအရင်ကဘာလဲဘာလုပ်ခဲ့သလဲဘယ်ကလာသလဲအဲ့ဒီအချက်တွေသူကောင်းကောင်းသဘောပေါက်သည်နွားချံလူသားဘဝနဲ့ကွဲပြားသောဘဝကိုလိုချင်လင်ဘာတွေလုပ်ရမည်ဆိုတာသူသိသည်သိသည့်အတိုင်းလဲလုပ်သည်သူ့ဆုံးဖြတ်ချက်ခိုင်မာသည်လုပ်ငန်းလောကမှာအောင်မြင်ကြီးပွားအောင်လုပ်ဖို့သူဆုံးဖြတ်ခဲ့သည်ဆုံးဖြတ်သည့်အတိုင်းနွားချံလူသားဘဝမှသူထွက်ခဲ့သည်အောင်မြင်ရဲ့အခွင့်အလမ်းရှိသည့်နေရာသို့သူလာသည်သူ့ကိုယ်သူပြောင်းလဲပြစ်သည်ရခင်ပုံစံအတိုင်းဆက်နေ၍မကြီးပွားနိုင်တာသူသိသည်ထို့ကြောင့်နေရာပြောင်းသည်အလုပ်ပြောင်းသည်အောင်မြင်ဖို့အတွက်လုပ်ရန်လိုအပ်သည့်အရာမှန်သမျှပြောင်းလဲလုပ်ကင်သည်သူ့မှာအနာဂတ်မျှော်မှန်းချက်ရှိသည်ပန်းနိုင်ရှိသည်သူ့ကိုယ်သူအောင်မြင်သူတဦးအဖြစ်သူကြိုတင်မှန်းဆမြင်ယုံထားသည်သူ့မှာတိကျသောပန်းနိုင်တွေစာရွက်မှာရေးချထားတာရှိသည်ရေးပြီးသိမ့်မထားနေ့စဉ်မြင်ရသည့်နေရာမှာထင်ထင်ရှားရှားကတ်ထားသည်အဲ့ဒီပန်းနိုင်တွေကသူ့အာယုံထဲဆွဲမြဲခဲ့သည်ပန်းနိုင်ရအောင်အားထုတ်စရာရှိသမျှသူအားထုတ်ကြိုးပမ်းသည်အခက်ခဲကြီးမားချိန်မှလည်းသူနောက်မဆုတ်ဆွဲမလျှော့တယ်လီဖုန်းတက်မလားဟုလိုက်လံဆက်ဟက်ရောင်းချသောအလုပ်သည်လွယ်ကူသောအလုပ်တစ်ခုမဟုတ်အခြားရောင်းသမားများနည်းတူသူ့မှာလည်းတစ်ခါတည်းရဲ့ဘလို့မှရောင်းမထွက်သည့်အခါမျိုးကြုံရတတ်သည်သို့သောသူတကာထက်ပိုကြိုးစားသည်အခက်ခဲတွေပိုရင်ဆိုင်သည်အယောင်သမားမှန်သိသည်နှင့်တကားတွေပြောင်းကနေပိတ်သွားတာတယ်လီဖုန်းကို
ခွမ်းကနေချသွားတာတွေသူများထွက်ဖို့၍သူတွေ့ရသည်သို့တော့သူလက်မလျှော့သွားပြီးတော့သူမေးသည်တောင်းတဲ့တောင်းထိုက်တာတွေတောင်းသည်ဒါလည်းအရေးကြီးသည်ကျွန်တော်ထံမှာသူစူးစမ်းခွင့်တောင်းသည်တောင်းသဖြင့်သူရသည်ဒီလိုပဲတွေ့သမျှလူတကာကိုတယ်လီဖုန်းအကြောင်းစကားဆက်ကြည့်သည်တယ်လီဖုန်းမရှိသူကိုတပ်ပါလားဟုပြောသည်ရှိပြီးသားသူကိုသူ့ကုမ္ပဏီကတယ်လီဖုန်းပြောင်းတက်ကြည့်မလားသူမေးသည်မေးတာပြောတာတောင်းခံတာတွေကအကျိုးရလက်တစ်စုံတရာတော့ထွက်စမြဲဖြစ်သည်ပြီးတော့သူ့မှာတစ်ဖက်လူကိုဂရုစိုက်တတ်သောစိတ်ရှိသည်အလုံးရှင်ဖြစ်သောကျွန်တော်ကိုသူဂရုစိုက်သည်ကျွန်တော်အတွက်စဉ်းစားသည်တယ်လီဖုန်းတက်ဆင်မိသူများကိုသူဂရုစိုက်သည်သူတို့ကိစ္စတွေအဆင်ပြေအောင်ကူညီသည်မိမိအရေးထက်ဝဲသူအရေးကိုအလေးထားဆောင်ရွက်သည့်အခါဝဲသူတို့စေတနာကတကြော့ပြန်ကသူ့အရေးကိစ္စအောင်မြင်ဖို့ဖြစ်လာသည်နောက်ထပ်အရေးကြီးသောအချက်ကကောင်းမွန်သည်နေ့စဉ်နဲ့တိုင်းငါအောင်မြင်ရမည်ဟုသောစိတ်ဓာတ်ဖြင့်လုပ်ငန်းစတင်တက်ခြင်းဖြစ်သည်နေ့စဉ်အရေးတကားဖွင့်သည်နှင့်ဒီကနေ့သည်ငါအတွက်ကောင်းသောအချင်းအရာတွေတည်ဆောင်လာမည်နေ့ဖြစ်သည်ဟုသူ့စိတ်မှထက်သန်ယုံကြည်စွာနေ့တစ်ကိုသူကြိုသည်ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေနေသူ့အတွက်တော့အစဉ်ပြေရမည်ဟုသူယုံကြည်သည်အရှုံးကိုဘယ်တော့မှမတွေးအောင်မြင်မိအရေးသာသူတွေးသည်အောင်မြင်မိကိုသာတွေးကအောင်မြင်စိတ်အပြည့်နှင့်အလုံးလုံးသောသူသည်လူတကာထက်ပို၍အောင်မြင်မှုရတတ်တာသဘာဝဖြစ်သည်ထိုအကြောင်းများကြောင့်ကောင်းမွန်အောင်မြင်ခဲ့သည်သူသည်ဒေါ်လာတန်ပေါင်းများစွာချမ်းသာခဲ့သည်ဒီငွေတွေအားလုံးလည်းဆုံးရှုံးသွားခဲ့ဘူးသည်သို့သောနောက်၌ဒီလောက်အမြောက်အများပင်သူပြန်လည်ရရှိခဲ့သည်သို့သောအောင်မြင်မှုဥပဒေသားများကိုသိနာလိုက်ခဲ့သူလက်တွေ့ကျင့်သုံးတတ်ခဲ့သူများအဖို့အကြောင်းကြောင့်အရှုံးနှင့်ကြုံတော်လဲစိုးရင်စရာမရှိပါဒီနီလန်းတွေသည်အကျဉ်းချင်းအထက်ထက်ကျင့်သုံးအောင်မြင်နိုင်သောနီလန်းများသာဖြစ်သည်ကောင်းမွန်၏ဇာတ်ကြောင်းသည်လူတကာအတွက်အားထက်ပွဲတစ်ခုဖြစ်သည်လူတစ်ယောက်အောင်မြင်ကြီးပွားရန်အတွက်ကြောတော့နောက်ခံကောင်းစရာမလိုပညာအချင်းကြီးကြီးမားမားမလိုလုပ်ငန်းအတတ်ပညာတွေကျွမ်းကျင်မှုအရေးအသွေးတွေလည်းပါလာစရာမလိုအောင်မြင်ကြီးပွားလိုစိတ်သာကြီးမားပြင်းထန်နေဖို့လိုကြောင်းကောင်းမွန်ကတည်တည်ထူလျက်ရှိပေသည်